လာပြည့်အပီတင်တို့ဤကန်စာတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခလက်တဲ့ reading လုပ်ပြီးမယ်ပေါ့နော်လာပြည့်ကြော်ပြီးတင်တို့ဤကန်စာတာပေါ့နော်ဘယ်လိုဖြစ်သွားမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခလက်တဲ့လုပ်ပြီးမယ်ပေါ့နော်ဆိုတော့ဒီမှာလာပြည့်ကြော်ပြီးမှပေါ့နော်ဒါဆုံးဖြတ်ချက်တစ်ခုကိုပပန်နိုင်ချဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ် source တိုင်းနဲ့ကြည့်ရပါတော့အရင်တော့ဝေဝါးခဲ့တဲ့ကိစ္စတွေအရင်တော့တင့်အပေါ်မှာပေါ့နော်မှန်ကန်မှုမရှိတဲ့မိတ်ဆွေအခြေရေးပေါ့နော်မိတ်ဆွေပါမယ်လူမှုရေးပါအဲ့လိုပြောရတာလူမှုရေးနော်လူမှုရေးပါဒါမိတ်ဆွေပေါ့မိတ်ဆွေနောက်ပြီးတော့အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းနော်အဲ့တော့အခြေရေးမှာပေါ့နော်ဝေဝါးနေတဲ့ကိစ္စတွေရှင်းရှင်းလင်းလင်းပြတ်သားမြင်လာဖို့ရှိတယ်ပေါ့နော်ပေရှော့ပန်ကရဆိုရင်ငွေရေးကြေးကန်တော်တော်လေးကိုမြင့်မာလာမယ်ပုံစံဒီမှာငွေရေးကြေးကန်မြင့်မာထီကန်တွေပါမြင့်မာနေနော်ဒီမှာပြောထားလို့ထီကန်လေးတော်တော်လေးကိုမှမြင့်မာငွေရေးကြေးကန်တော်တော်လေးကိုမှကောင်းပါတယ်နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီမှာတရားရဂိုင်းဆုံးပြထားပါတယ်ငွေကြေးကန်တော်တော်လေးကိုမှကောင်းတယ်ဘယ်သူတွေကောင်းနေလဲဆိုတော့ဒီမှာပြောထားတယ်လို့ပဲပေါ့နော်ဒီငွေကြေးကန်ကောင်းနေတဲ့ဒီနေ့တင်လိုက်တယ်ဒါ rating ထဲမှာပါနော်ဒီမှာတင်လိုက်တယ်နော်ငွေကြေးကန်အရန်ကိုကောင်းနေတယ်တောက်ကြရာဟုဗုဒ္ဓဟုနော်အင်္ဂါသားသမီးတနင်္ဂနွေသားသမီးတွေဒီနေ့နံနေရရန်ကိုပါကန်ကောင်းနေတယ်ငွေရေးကြေးကန်တောင်းတာလက်ပွင့်ပိတ်နေရအရင်တော့လက်ပိတ်နေတယ်လုံးဝနော်AP လအလယ်နဲ့ AP လကုံမှာလက်ပိတ်နေတော့လဲလာပြေးကြော်ပြီးမှကန်စာတာတော်လေးကိုမှပွင့်တယ်အဝေဝါးနေတဲ့ကိစ္စကြီးကျွန်မပြောထားတော့ပဲအချစ်ရေးမှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်မိတ်ဆွေကန်ဖြစ်ဖြစ်ပေါ့နော်အိမ်တွင်းရေးမှာအိမ်တွင်းရေးအဆင်မပြေတဲ့ကိစ္စတွေရှိမယ်ချိုးကိစ္စဆိုရင်ပညာရေးကိစ္စเนาะနိုင်ငံခြားကိစ္စဒါတွေနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိမြင်လာမဲ့အချက်လို့မြင်တယ်ပေါ့နော်ဘယ်ဟာကောင်းလဲဘယ်ဟာဆိုးလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိမြင်လာမယ် decision ချပြမယ်ဒီမှာအိတ်ဆော့ဆွတ်ကိုတိုင်းကပဲအမှန်သိသွားပြီးတော့ကိုရွေးချယ်တဲ့ plan မှန်ကန်သွားမယ်ဆိုတဲ့ပုံစံဒီမှာပြတယ် ISO swap နော်အရင်တော့ facial swap energy နဲ့ဝေဝါးနေတော့လဲဝေဝါးနေခဲ့တော့လဲနော်ဝေဝါးနေခဲ့တော့လဲ ISO swap energy နဲ့ရှင်းရှင်းလင်းလင်းသိမြင်သွားမယ်ကာလလို့ပြောလို့ရတယ်မိတ်ဆွေကောင်းတွေတငယ်ချင်းကောင်းတွေနဲ့တွေ့ဆုံ Twitter cat energy နော်ချိုး single လေးတွေနော်ဒါမိသားစုတိုက်ဝန်းနဲ့ရှိမဲ့ကာလလို့လည်းပြောလို့ရတယ်တချို့ဆိုရင်အရန်စမ်းပွင့်နေမယ်စမ်းပွင့်နေတယ်ဆိုတာဘယ်လိုပြောရမလဲဆို single ပေါ့ single အဖြစ်နဲ့2025-2024မှာရှိခဲ့တဲ့တူတွေ single တွေဆိုရင်တော့စမ်းပွင့်မယ် right person တွေ့လိမ့်မယ်နော်ကိုကsingle ဘဝပဲနေချင်တယ်ကိုက single ဘဝပဲနေချင်တယ်လုံးဝ AS ကိုမကူးချင်ဘူးတကယ်ချင်းနေနဲ့ပြောတယ်မိတ်ဆွေတွေနဲ့ပြောတယ်မိသားစုနဲ့ပြောတဲ့သူတွေအတွက်ကနော်ကိစ္စမရှိဘူးအေးအေးဆေးဆေးပဲဖြတ်တန်းဖြစ်မယ်ပေါ့နော်ဒီမှာ new beginning တွေပြတယ် Ace of Pentacles အလောက်ကင်တဲ့စားတင်ရန်အကောင်းဆုံးကာလလို့ပြောလို့ရတယ်ဆုံးဖြတ်ချက်မှန်ကန်မယ်အဲ့ချလိုက်တဲ့ကိုဆုံးဖြတ်လိုက်တဲ့လုပ်ငန်းကိစ္စကလည်းရေရှည်သွားကောင်းတယ်အောင်မြင်မဲ့အလားအလာတွေများတယ် facial pentacles energy ငွေထုတ်လိုက်နော်ငွေထုတ်ဘယ်လိုရမလဲငွေအလုံးရင်းဝင်တာပြောပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးငွေလုံးရင်းဝင်တာနော်ဒါဆိုကိုစားလိုက်တဲ့လုပ်ငန်းကကိုအတွက်အကျိုးမြတ်ရစေမယ်အောင်မြင်စေမယ်အလားလာကောင်းနေဆိုတဲ့ပုံစံမျိုးပြပညာရေးကိစ္စနိုင်ငံခြားကိစ္စအခြေရေးကိစ္စနော်မိသားစုကိစ္စဘယ်လိုပဲဖြစ်ဖြစ်ဒါပြည်တယ်လာမဲ့နမိတ်တွေအများကြီးမြင်ရအရင်တော့အဆင်ပြေ face of sword energy ရှေ့မှာ tree of swords တို့ten of swords တို့ကြာတယ်ဒီကတ်တွေကတော့ကျွန်မ copyright ညှိမှာဆိုမပြတော့ဘူးအရင်တော့ကတော့အခြေအနေမကောင်းခဲ့ဘူးဥပမာဒါ
ငွေရေးကြီးပိုင်းတော့လည်းကောက်လက်ပိတ်နေခဲ့မယ်လို့မြင်တယ်ဒီနေ့နဲ့တည်းကလက်ပိတ်နေခဲ့တာမျိုးလေးရှိနိုင်တယ်နော်အစင်မပြေခဲ့တာတွေရှိနိုင်နှောက်နေကြမ်းကြတာတွေရှိနိုင်တယ်ဆုံးဖြတ်ချက်မချနိုင်ခဲ့တဲ့ကိစ္စတွေလည်းရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်ပညာရေးတော့လည်းကောက်ချစ်ရေးတော့လည်းကောက်လူမှုရေးတော့လည်းကောက်နော်အစအစအရာဒီလူကကိုယ့်အတွက်ကောင်းမလားဆိုတာကိုကစောင့်ကြည့်ရနောက်ဆုံးစောင့်ကြည့်ရင်လည်းမသိလာတဲ့အဖြစ်ပဲကိုကတော့ဒီမှာစောင့်ကြည့်ရရင်လည်းမသိလာတဲ့အဖြစ်မှန်တစ်ခုနော်အဲ့တော့ decision ချပြမယ်ဘယ်သူကကိုယ့်အတွက်လူမှန်ဘယ်သူကကိုယ့်အတွက်မိတ်ဆွေမစစ်ဘူးမိတ်ဆွေသူကမိတ်ဆွေစစ်တယ်ဆိုတဲ့ကိစ္စနဲ့ဘယ်သူကကိုယ့်အတွက်ချစ်သူကောင်းလဲဘယ်သူကကိုယ့်အတွက်ချစ်သူမကောင်းပြောမှဆိုရင်အချင်းကြီးမှာဒါဒီကိုယ့်အတွက်ပေါ့နော်မဟုတ်တဲ့သူ wrong person အဲ့ဒါဆိုရင်ကွဲပြပြတည်လာမယ်အချိန်ကာလတစ်ခုလို့ပြောလို့ရသွားပြီဆုံးဖြတ်ချက်ခိုင်မာသွားပြီเนาะအရင်တော့ကဒါဝေဝါးခဲ့တယ်ပေါ့เนาะကိစ္စတွေရှုပ်ထွေး energy ရှုပ်ထွေးခဲ့တာမျိုးတွေရှိကောင်းရှိနိုင်တယ်ဒီ reading ကိုကြည့်နေတဲ့သူတွေကဆုံးဖြတ်ချက်မချနိုင်တဲ့ကိစ္စတွေမျိုးတွေရှိနိုင်တယ်เนาะဥပမာကိုကတန်ရောစင်မပြတ်နိုင်တာတန်ရောစင်ကြီးတာမကောင်းမှန်းသိရနဲ့လက်လွတ်နိုင်ခဲ့တဲ့ကိစ္စတွေရာအားလုံးကလာပြီးကြော်အပီးမှာလက်လွတ်နိုင်သွားမယ်ဆုံးဖြတ်ချက်ချနိုင်သွားမယ်လို့မြင်တယ်နော်နိုင်ငံခြားနဲ့ပတ်သက်ပြီး try နေတဲ့သူတွေတေချာပေါတည်ငောင်းကြားရဖို့ရှိတယ်ဒီမှာ new beginning ပြတယ် social sorry အဲကြောင့်တော့11တကယ်ကိုတွေ့ထားတဲ့လူပို့ပြီးတော့များတယ်နော်ကွဲနေတဲ့သူတွေနဲ့လည်းပြန်ဆောင်စီးနိုင်တယ်ချစ်ရင်မှာ right person စောင့်နေတဲ့သူတွေမကြမီတွေ့တော့မယ်ဒီနေ့နဲ့နေပေါ့နော်ဆိုတော့ငွေကြီးကန်နဲ့ပတ်သက်ပြီးအရင်တော့ပိတ်နေရလက်ပိတ်နေတယ်ဆိုရင်တော့ဒီကြပါလက်ပွင့်လာလို့ရှိငွေအလုံးရင်းလိုက်ငွေအလုံးလိုက်ရင်လိုက်ပွင့်ဖို့ရှိရထီကန်တော်တော်လေးကိုမှကောင်းတယ်အဲဆိုထီပေါက်ကိန်းရှိလားလို့နေတာဆရာမကြီးရှိတယ်အမွေ200ကိန်းရှိလားဆိုရှိတယ်ဘာကြောင့်လဲဒီမှာ family gap ပြရတယ်အမွေ200ကိန်းရှိတယ်အဲ့တော့ဒီနှစ်ထဲမှာတကယ်လို့မှတည်ငောင်းကြားရဖို့ရှိပါတယ်ဒါကတော့မေလကနေစပြီးတော့ဒီဒီဇင်ဘာထိကျုံဝင်သွားလိမ့်မယ်ညနေ theory တင်လေးကပေါ့နော်အစီအစဉ်လေးကိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးထူးတင်ရှိပါအားလုံးကောင်းသောနေ့လေးဖြစ်ပါစေနော်